ဒီအမျိုးသမီးဟာသူမရဲ့တက်တန်း20ကိုစတီးပြီးလှပတဲ့မိန်းကလေးငယ်ဘဝကနေရုပ်ဆိုးအုံမင်းနဲ့အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြောင်းလဲခဲ့ရပါတယ်။ဒီလိုလုပ်ခဲ့တာကလည်းဒဏ်ရာပြင်းထန်ပြီးတေခါနီးဖြစ်နေတဲ့ခင်မုန်းဖြစ်သူကိုကယ်တင်ဖို့အတွက်ပါပဲ။ဒါပေမဲ့လည်းသူမကိုယ်တိုင်ရဲ့အသက်ကိုတော့မကာကွယ်နိုင်ခဲ့ပါဘူး။နောက်3နှလုံးလုံးမှာတော့ခင်မုန်းဖြစ်သူအပြည့်အဝပြန်လည်ကျန်းမာလာစေဖို့အတွက်နေ့တိုင်းသူမရဲ့နှလုံးသွေးကိုအသုံးပြုပြီးဆေးချက်ပေးခဲ့ရပါတယ်။ဒီအတွက်သူမပေးဆက်လိုက်ရတာကတော့3နှစ်တာကလေးမရနိုင်တော့တဲ့ဒုက္ခပါပဲ။သူမရဲ့ခန္ဓာကိုယ်ထဲကမော်ဆန်တဲ့ကပ်ပါကောင်ကိုခင်မုန်းဖြစ်သူရဲ့ကိုယ်ထဲကိုထည့်ပေးထားခဲ့တာကြောင့်ခင်မုန်းဖြစ်သူရဲ့အလုတ်ကင်တွေဟာအဲ့ဒီ3နှစ်အတွင်းမှာအရှိန်ဟုန်နဲ့တိုးတက်လာပြီးအစွမ်းထက်တဲ့စစ်ကောင်းဆောင်တစ်ယောက်ဖြစ်လင်းမြန်စွာရောက်ရှိသွားခဲ့ပါတယ်။ဒီနေ့ဟာ3နှစ်တာကာလရဲ့နောက်ဆုံးနေ့ပါပဲ။ဒီနေ့တရက်ကိုသာတီးခံကြော်ဖြတ်နိုင်မယ်ဆိုရင်သူမရဲ့အရင်ကလိုလှပတဲ့အလှတရားကိုပြန်လည်ရရှိမှာဖြစ်တယ်လို့ခင်မုန်းဖြစ်သူနဲ့အတူကလေးလည်းရနိုင်တော့မှာပါ။ဒါပေမဲ့သူမဆေးယူသွားတဲ့အချိန်မှာပဲခင်မုန်းဖြစ်သူဟာမိန်းကလေးငယ်တစ်ယောက်ကိုခေါ်ပြီးအိမ်ပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒီမိန်းကလေးကသူ့ရဲ့ပထမဆုံးအချစ်ဦးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီမျိုးသမီးကိုအိမ်ဖော်လို့အထင်မှားပြီးသူတို့အရှင်သခင်စားတောက်နေချိန်မှာဘာလို့ဝင်လာတာလဲဆိုပြီးစူပူချိန်မောင်းလိုက်ပါတယ်။ဒီလူကြီးကတော့စိတ်ကူးရင်မပြောဖို့တားမြစ်လိုက်ပြီးဒီမျိုးသမီးဟာသူ့ရဲ့ဇနီးဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ဒီချစ်ဦးကတော့သူ့ရဲ့နုပြိုမှုနဲ့အလှပကိုအားကိုးပြီးဒီမျိုးသမီးဟာအသက်60လောက်ရှိနေပြီးသူခင်ပွန်းထက်တောင်20နှစ်လောက်ပိုကြီးနေပုံရတယ်လို့လှောင်ပြောင်လိုက်ပါတယ်။ဒီစိတ်ထားဆိုတဲ့ရောက်ခမကလည်းဆေးရည်ပကံကိုမှောက်ခုံလိုက်ပြီးကလေးမမွေးနိုင်တဲ့အကြောင်းကိုဆဲဆိုချိန်မောင်းလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲသူခင်ပွန်းကဒီမျိုးသမီးရဲ့ရှိမှတင်ဒီချစ်ဦးကိုဒုတိယဇနီးအဖြစ်နဲ့ဇနီးမယားအဆင့်တန်းတူညီစွာလက်ထပ်ယူလို့မယ်လို့ကြေညာလိုက်ပါတယ်။ဒီမျိုးသမီးကတော့ဒေါသထွက်လွန်လို့တုန်နေပြီးသူခင်ပွန်းကိုကျမရှိမှဒူးထောက်ပြီးကျိန်ဆိုခဲ့တဲ့ခရီးကဝတ်တွေကိုမေ့သွားပြီလားလို့မေးခွန်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒီအချစ်ဦးကသူ့ပိုက်ကိုပုတ်တက်ပြီးဒီလူကြီးရဲ့ကလေးကိုကိုဝင်ဆောင်ထားရပြီလို့ပြောလိုက်တဲ့အခါဒီမျိုးသမီးတယောက်အံ့အားသင့်သွားခဲ့ရပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါဒီမျိုးသမီးကြီးကတုံ့လုံးချောက်ချသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူခင်ပွန်းရဲ့ဒဏ်ရာတွေမတက်တာခင်မှာကလေးရနိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတာသူကောင်းကောင်းသိနေလို့ပါပဲ။ဒီတော့သူ့ရဲ့ချစ်သူဟောင်းဝမ်းပိုက်တဲ့ကလေးဟာသူခင်ပွန်းရဲ့ကလေးမဟုတ်ဘူးဆိုတာသူကောက်ချက်ချလိုက်မိပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာအရင်ကတည်းကလှုပ်ဝက်ပြီးဖောက်ပြန်နေကြတာကိုလည်းသူသဘောပေါက်လိုက်ပါတယ်။အမှန်တရားတွေပေါ်ပေါက်သွားပြီဆိုတာကိုသိလိုက်တဲ့အခါမှာတော့ဒီလူကြီးကဟန်ဆောင်နေတာကိုရက်လိုက်ပြီးသူဇနီးတဲ့ကိုကြိုးတုပ်ထားဖို့အမိတ်ပေးလိုက်ပါတယ်။မကြခင်မှာပဲဒီမျိုးသမီးဟာအမိတ်မျောသွားခဲ့ပြီးအမိုက်တစလိုမျိုးလူတေကောင်တွေပုံထားတဲ့နေရာမှာပြစ်ချခံလိုက်ရပါတယ်။ဒီလူကြီးကသူ့ဇနီးတဲ့ကိုဒီလောကကြီးထဲကနေလုံးဝဖျောက်ဖျက်ပစ်ဖို့ရည်ရွယ်ထားတာပါ။ရုတ်တရက်ဆိုသလိုပဲဝေးလံခေါင်တည်တဲ့လူမျိုးစုတစ်ခုမှရှိတဲ့ခေါင်းဆောင်ကြီးကသူ့သမီးလေးအန်ရကြုံနေရပြီဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။သူချက်ချင်းပဲသူ့လူတွေကိုခေါ်ပြီးကုန်းမြေပေါ်ကိုဦးတည်လာခဲ့ပါတယ်။ဒီမျိုးသမီးတေခါနီးအချိန်မှာပဲခေါင်းဆောင်ကြီးကအချိန်မီရောက်လာပြီးသူ့သမီးလေးကိုလှုပ်ဝက်ဆန်းကျဲတဲ့လူမျိုးစုစီပြန်ခေါ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လူမျိုးစုရဲ့လှုပ်ဝက်ကူတာနည်းတွေကိုတုံးပြီးခေါင်းဆောင်ကြီးကတေခါနီးဖြစ်နေတဲ့သူ့သမီးလေးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီလှုပ်ဝက်ဆန်းကျဲတဲ့လူမျိုးစုစီပြန်ရောက်သွားပြီးတဲ့နောက်မှာတော့ဒီအမျိုးသမီးကတော့အရင်လိုနာခံတတ်ပြီးဝမ်းနဲ့ကြေကွဲနေတဲ့ဇနီးတဲ့တရားမဟုတ်တော့ပါဘူး။အသက်သေဆုံးမှုကိုစီမံနိုင်တဲ့လူမျိုးစုရဲ့ခေါင်းချုပ်ဆရာမလေးဖြစ်လာခဲ့ပါပြီ။သူမကတက်ကြီးဝါကြီးတွေကိုမော်တက်နဲ့ထိန်းချုပ်ထားတဲ့ကပ်ပါကောင်ကိုဖယ်ရှားပေးဖို့တောင်းဆိုလိုက်ပါတယ်။တက်ကြီးဝါကြီးတွေကသူမကိုသတိပေးကြပါတယ်။အဲ့ဒီကပ်ပါကောင်ကိုဖယ်ရှားလိုက်ရင်သူမရဲ့နုပြိုတဲ့အလှတရားတွေချက်ချင်းပြန်ရလာမှာဖြစ်ပေမဲ့သူမရဲ့ခင်မုန်းဖြစ်သူကတော့အစတရားလောက်ပြန်ပြီးတန်ခတ်ခံရကကိုခန္ဓာမှာရှိတဲ့အပေါက်9ပေါက်လုံးကနေသွေးတွေယူစီးပြီးတေးဆုံးသွားလိမ့်မယ်လို့ဆိုပါတယ်။ဒီအမျိုးသမီးရဲ့မျက်လုံးတွေကတော့အေးဆက်သွားခဲ့ပါတယ်။သူမရဲ့တကယ်ရည်ရွယ်ချက်ကအဲ့ဒီလူကိုတေးစေဖို့ပါပဲ။ပြီးတော့သူမရဲ့ဖခင်ကိုအမိတ်ပေးလိုက်ပါတယ်။3နှစ်ကြာတောထွက်နေခဲ့တဲ့ခိုင်းချုပ်ဆရာမလေးက3ရက်မြောက်နေ့မှာအေဝရက်တောင်ထိပ်မှာတန်ရှင်းတဲ့ပွဲတော်ကိုကျင်းပမှာဖြစ်ပြီးကဘာတဝန်းကလူတွေကိုဖိတ်ကြားတယ်ဆိုတဲ့သတင်းကိုဖြန့်လိုက်ဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့မော်အတက်နဲ့ထိန်းချုပ်ထားတဲ့ကပ်ပါကောင်ကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကဒီလူကြီးရဲ့ခန္ဓာကိုယ်ဟာပြန်လည်တုံ့ပြန်မှုတွေကြောင့်အလူးလဲခံစားနေရပါပြီ။ဆရာဝန်တွေအားလုံးလည်းဘာမှမတတ်နိုင်တော့တဲ့အခြေအနေပါ။အခုဆိုရင်တခုလေးသောလမ်းကြောင်းကလူမျိုးစုရဲ့ပယောဂဆရာမကြီးစီမှာအကူအညီတောင်းဖို့ပဲရှိတော့တယ်မဟုတ်ရင်9ရက်တောင်ခံမှာမဟုတ်ပါဘူး။ဒီလူကြီးစိတ်ပြအားငယ်နေတဲ့အချိန်မှာပဲပယောဂဆရာမကြီးစီကဖိတ်ကြားချက်တစ်ခုရောက်လာပါတယ်။သူကတော့ဒီဆရာမကြီးကသူ့ကိုအလိုလိုက်ချင်လို့ဖိတ်တာလို့မှားယွင်းထင်မှတ်ပြီးပွဲတော်ရှိရာကိုချက်ချင်းထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူတွေအများကြီးကအေဝရက်တောင်မှာစုဝေးရောက်ရှိနေကြပါတယ်။ဒီလူကြီးကသူ့ရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကိုအတင်းဖိနှိပ်ပြီးလူတွေရဲ့ချောမုံမှုတွေကိုခံယူနေပါတယ်။သူကတော့ပယောဂဆရာမကြီးရဲ့ကောင်းချီးပေးတာကိုရလိုက်ရင်သူ့ကျမ်းမာရေးပြန်ကောင်းလာရုံတင်မကပဲသူ့ရဲ့အလုပ်ကိုင်လမ်းကြောင်းလည်းအထုထိပ်ကိုရောက်သွားလိမ့်မယ်လို့စိတ်ကူးရင်နေတာပါ။အဲ့ဒီနောက်မှာခေါင်းလောင်းတန်မြည်လာပြီးနေရာတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။လူရိပ်တစ်ခုဖြည်းဖြည်းချင်းထွက်လာပါတယ်။ဒီလူကြီးကအဲ့ဒီမျက်နှာကိုတေချာမြင်လိုက်ရတဲ့အချိန်မှာပဲစက်တည်တည်သွားခဲ့ပါတယ်။သူ့ကိုအထင်သေးခဲ့တဲ့သူ့ရဲ့ဇနီးတွေကပဲပယောဂဆရာမကြီးဖြစ်နေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။